တကူရွှေမောင်းတူတူသူဝေဝေကောင်းရတကူဝေမောင်းတူတူသူဝေဝေကောင်းရတကူရွှေမောင်းရဲ့တူတူသူဝေဝေကောင်းရတကူဝေမောင်းရဲ့တူတူသူဝေဝေကောင်းရတကူတွေးမိတိုင်းရဲ့
မြန်မာမိန်းကလေးများဟာဆိုရင်ယခုလိုပေါ်ပင်အင်ကြီးတွေကိုမဟုတ်ကြရပါဘူးတဲ့ကိုဘာသာကိုရက်ကမ်းစင်ကလေးနဲ့တက်တက်ရရလေးခါပြီးတော့ဘုသင်ကြတဲ့ခမညာလက်ခတံကလေးကချိုချိုမြည်တယ်ချိုချိုမြည်တယ်ဟိုးရှိတော့မှာပစွန်းလက်မှာကကရာအမိရှိတဲ့ရွှေစီကြီးဆိုပြန်ရင်လဲအမတန်စက်တည်မင်္ဂလာရှိလာတယ်လို့သက်ကြီးစကားတက်ငယ်ကြားကြရတာကိုဗျရွှေဘိုးစီတန်မြို့တော်ဟင်းရွှေဘိုးစီတန်မြို့တော်ဟင်းအဲ့ဒါကြောင့်ကိန်းကံတဲ့အေးတဲ့ရွှေဘိုးညံလိုက်ပါတယ်ကျွန်တော်ရေးပါလို့ကြည့်ခဲ့ပါလို့ဆိုအလို့ဝေပါလို့ဆိုရွေးပါလို့ရေးခဲ့ပါလို့ဆိုအလို့ဒီဝဲပါလို့ဆိုမာပြီဘုဒီညွန့်တော်လွန်ရဲ့တကူလေးရငိမ့်သူနော်ဟုတ်ကဲ့ပါခင်ဗျသူလည်းပဲနာမည်လေးကမြန်မာဆန်တယ်နော်အနုမြဆန်တယ်နောက်ကျတော့ဝစ်စားဆင်ကလည်းပဲတကယ်မြန်မာပြည်ပြည်နဲ့လေးလေးစားစားနဲ့ဝစ်စားဆင်ပြတယ်မှန်တယ်ပြီးတော့ထူးခြားတာညီလေးကခေါင်းပေါင်းလေးလည်းပေါင်းထားတယ်ဆိုတော့ဟိုပူထူးကြတယ်ပေါ့ဒါပေါ့ပူထူးကြပါတယ်ပေါင်းထားတဲ့ပတ်သက်လို့ပြိဿများသိအောင်လို့နည်းနည်းလေးပြောပြပြီးပါကွယ်ဟုတ်ကဲ့ပါခင်ဗျဟိုကျွန်တော်ကရခိုင်တိုင်းရင်းသားပါရခိုင်လူမျိုးမန်အောင်မျိုးကလာရောက်ရှင်ပြိုင်တာဖြစ်ပါတယ်ဒါရခိုင်ရိုးရာဝတ်စုံပါခင်ဗျရခိုင်ရိုးရာဝတ်စုံနဲ့နော်မှန်ပါတယ်ခင်ဗျာနောက်ဆိုသွားတဲ့ချင်းရလည်းပဲတကယ်ကိုခက်စီပါဗျာနော်မနက်ခက်တဲ့ချင်းပါနန်းတော်ရှိဆရာတင်ရဲ့အင်နာမမြန်မာဆန်မြန်မာသံပြီးသားလာတဲ့ခက်ခဲလာတဲ့ချင်းများတွေတပုတ်ကိုရွေးထူပြီးဆိုသွားတာတကယ်ကိုပြည်ပင်ဗျာကြက်စီလည်းရှိပါတယ်နော်တာငယ်ဒီချင်းကိုဆိုနေဘလူများကျူးစားခဲ့တဲ့ဆိုတာလေးလေဝါသနာရီသိအောင်ပြောပြပေးပါဦးဟုတ်ကဲ့ပါခင်ဗျဟိုကျွန်တော်ဒီတချင်းကိုမူရင်းအဆိုရှင်ရဲ့ဆိုတာကိုနားမထောင်ဘူးပါဘူးခင်ဗျဟုတ်ကဲ့ဒါပေမဲ့တခြားသောဒီပြန်ဆိုကြတဲ့ရှင်တွေရဲ့အဆိုကိုပဲလေးလာနားဆင်ပြီးတော့ကျွန်တော်အဲ့လိုပဲကြိုးစားခဲ့ရတာပါခင်ဗျမူရင်းတည်တန့်ရှင်ကြတော့တည်တန့်ရှင်ကြီးဥပခိုင်တီဆိုတယ်လို့လည်းသိရပါတယ်ခင်ဗျာနိုင်ငံတော်ဆိုင်ဝိုင်းကတည်တန့်ရှင်ဥပခိုင်ကနေပြီးတော့ပြန်ပြီးတော့ဆိုခဲ့တယ်ဒါမှတော့အရင်ကလည်းဆိုခဲ့တဲ့သူရှိကောင်းရှိမှာပါရှိမှာပါခင်ဗျာဟုတ်ကဲ့ဒါပေမဲ့ကျွန်တော်တို့ပထမဆုံးစတည်တာတော့ဒါဥပခိုင်ဆိုတာကစပြီးတော့သိခဲ့တယ်ပေါ့နော်ဘာဥပခိုင်ဆိုပြီးမှနောက်ကနိုင်ငံကျော်ဆူတော်ပေါင်းမြောင်များစွာမှန်ပါတယ်ခင်ဗျာဒါပြသွင်းညဟလားကျွန်တော်တို့အသံလွှင့်ညနဲ့ပုံမှုပြီးတော့တွင်ကြလာတဲ့ချင်းကြီးပါပဲအင်မန်ကောင်းတဲ့ချင်းပါပဲဗျာဟုတ်ကဲ့ပါငငယ်လေးကပထမအချိန်အကောင်းဆုံးလက်ဆောင်ရတော့ဘယ်တချင်းနဲ့ရခဲ့တာလဲ
ဟုတ်ကျွန်တော်ပထမအကြိမ်တော့တတိဝါဒဆိုတဲ့တခြင်းလေးနဲ့ရခဲ့တာပါခင်ဗျာ ဟောနန်းတို့ရှိဆရာတင်ရချင်းမင်း ဆိုင်းနေဝိုင်းနေတကယ်ဆိုင်းနေဝိုင်းဆိုနဲ့တချင်းတွေကိုရွေးပြီးဆိုခဲ့တာအဲ့ချင်းတွေရခဲ့ဘူးတဲ့ဒီတချင်းကလည်းပြောရမဆိုရင်နောက်ကဒီဝိုင်းကလည်းမြန်ဆန်ဆန်ကြီးရာတချင်းကလည်းမြန်ဆန်ဆန်ညီလေးကလည်းမိမရှိတဲ့အတန်အင်အားလေးနဲ့ပပနက်နက်လေးဆိုသွားတာအဲ့မနဲ့နားထောင်ရတာကောင်းပါတယ်စုရသည်စုမရသည်ကတော့ဒါအကဲပြအဖွဲ့များရဲ့အဆုံးဖြတ်ပုံမှာမူတည်ပါတယ်အကုန်လုံးကတော့ဒါကြားလိုက်တယ်ဆိုတော့ဒီချင်းမျိုးလည်းနားမတော်အောင်ကြားပြီးဆိုင်းနေဝိုင်းဆိုတဲ့ဆိုအင်မတန်မှသဘောကျပါတယ်ပီတိဖြစ်ပါတယ်အဲ့အတွက်ဒုတိယအချိန်မြောက်အကောင်းဆုံးလက်ဆောင်ကိုလည်းဒီချင်းနဲ့ပဲရတော့ပါစေလို့ဆုတောင်းပေးလိုက်ပါတယ် ကဲပေးတဲ့ဆုနဲ့ပြပါစီခင်ဗျာဟုတ်ကဲ့ပါ ဒီဘက်ဆွေးကြမယ်ပြောကြမယ်အထူးစီစဉ်မှာပါဝင်ပြီးတော့မြန်မာ